ွေးကြီးဖျားကိုဖူးပြီးဆိုတော့နောက်ထပ်ငွေဖျားကိုသွားပြီးတော့ဖူးမှာဖြစ်ပါတယ်ငွေဖျားကိုသွားပြီးတော့ဖူးဖို့အတွက်လှေနဲ့သွားရမှာဖြစ်တဲ့အတွက်ကြောင့်လှေလက်မှတ်ကိုအရင်ဖြတ်ပါမယ်လှေလက်မှတ်ကကြတော့အသွားအပြန်ဘတ်20ပါအသွား30အပြန်30ဖြစ်ပါတယ်ရှင်အခုကတော့အနှင်းတို့တွေစပြီးတော့လှေစီးမှာဖြစ်ပါတယ်ငွေဖျားကိုသွားဖို့အတွက်လှေကနေပြီးတော့တစ်ဆင့်စီးပြီးတော့သွားရမှာဖြစ်ပါတယ်။ဝေးလားဆိုတော့မဝေးပါဘူး။တစ်ဖက်ကန်းကနေလှမ်းကြည့်တာနဲ့မြင်ပါတယ်ရှင်။အခုကတော့ငွေဖျားကိုရောက်ပါပြီရှင်။ချက်ချင်းဆောင်မှာဆိုရင်သွားရောက်ပြီးတော့ဖူးမြော်နိုင်တဲ့ဖျားတွေလည်းအများကြီးရှိပါတယ်။ဒီနေ့ကတော့အနှင်းတို့အဝတ်ကြွေးကြေဖျားကိုသွားပြီးတော့ဖူးမြော်ရင်းနဲ့တခါတည်းငွေဖျားကိုဝင်လာခဲ့တာပေါ့နော်အမှန်တကယ်ဆိုရင်ရွှေဖျားလည်းရှိပါတယ်ရွှေဖျားဆိုရင်ဘေးပပတ်လဲမှာအကုန်လုံးရွှေတွေနဲ့ပဲလှုပ်ထားတာဖြစ်ပါတယ်ရွှေရောင်နဲ့ပဲတုံးထားတာဖြစ်တယ်ဒါကတော့ငွေဖျားဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးဘေးပပတ်လဲငွေရောင်လေးနဲ့ပဲတုံးထားတာဖြစ်ပါတယ်ဝေလိုက်တာနဲ့အောက်ထပ်မှာဆိုရင်ဒီလိုမျိုးအရန်ကိုတက်ပယ်ပြီးတော့အေးချမ်းနဲ့ဖျားရဲ့စင်းသူတော်ကိုဖူးမြော်နိုင်ပါတယ်ရှင်ငွေရောင်လေးနဲ့ပဲတုံးထားတာဖြစ်တဲ့အတွက်ကြောင့်ဘေးပပတ်လယ်မှာဘယ်နေရာပဲကြည့်ကြည့်အကုန်လုံးငွေရောင်လေးနဲ့ပဲပြည့်နေနေတာဖြစ်ပါတယ်ရှင်။ထပ်မှာအနှင်းတို့တွေဖူးမြော်ပြီးဆိုရင်နောက်ထပ်အပေါ်ထပ်ကိုတွားရောက်ပြီးတော့ဖူးမြော်ဖို့မမေ့ပါနဲ့ရှင်။ပေါ်ထပ်မှာဆိုရင်ဒီလိုမျိုးအဖြူရောင်နဲ့ငွေရောင်ကိုပဲလုံးဝတုံးထားတာဖြစ်တဲ့အတွက်ကြောင့်ရွှေရောင်လုံးဝမပါပါဘူးရှင်။အောက်ကကြွေပြားကအစအကုန်လုံးငွေရောင်နဲ့ကြောက်တွေနဲ့ပဲတုံးထားပါတယ်ရှင်။မှာဆိုရင်ကိုကြိုက်တဲ့ပန်းပွေကိုယူပြီးတော့စေတနာလောက်ပေါ့နော်ကိုကြိုက်တဲ့လောက်ထည့်ယူနိုင်ပါတယ်ရှင်။တွေကိုလှူကတ်တဲ့နေရာမှာဆိုရင်အဋိဌံပြုတဲ့စာရွက်တွေကအစအကုန်လုံးပေးပါတယ်ရှင်။ထိုင်းစာဖတ်တတ်တဲ့သူတွေအတွက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်။ငွေဖျားဟာလေထူးဆန်းတာတစ်ခုကကြတော့အကုန်လုံးဘေးပပတ်လယ်မှာငွေရောင်တွေပဲတုံးထားတာဖြစ်တဲ့အတွက်ကြောင့်ဖျားရဲ့ပလင်ကအစအကုန်လုံးငွေရောင်တွေပဲတုံးထားတာဖြစ်ပါတယ်ရှင်။တန်းကိုအေးချမ်းပြီးတော့ကြီးညိုစရာကောင်းတဲ့ငွေရောင်ဖျားလေးပါရှင်ဒီငွေရောင်ဖျားကိုတွားရောက်ပြီးတော့ဖူးမြော်ခြင်းတဲ့သူတွေဆိုရင်ချာချင်းဆောင်ရဲ့မြို့နယ်မှာတည်ရှိတာဖြစ်ပါတယ်ရှင်ထိုင်းနိုင်ငံမှာအခန်းပြောင်းနေရာပြောင်းမြန်မာနိုင်ငံအသက်အစင်းကားဝန်ဆောင်မှုဆက်သွယ်လာလို့ရပါတယ်နော်ဝန်ဆောင်မှုပေးပါတယ်ရှင်